ရှေ့ရသင်္ကန်းမှာတို့တွေက Spring နဲ့ Spring Boot ရဲ့ကွာဟချက်ကိုပြောပြီးသွားပြီဒီသင်္ကန်းမှာကျတော့တို့တွေကဒီ Java native ဒီ so Spring နဲ့တို့ Java EE ပေါ့ web development မလုပ်ခင်လိုအပ်တဲ့ကွန်ပျူတာမှာထည့်သွင်းထားရမယ့် software တွေပေါ့နော်အဲ့ဒါတွေအကြောင်းပြောမယ်ပြီးတော့တစ်ဆင့်ချင်းစီတို့ဟာ software တွေ install လုပ်ပါမယ်နံပါတ်1ကတို့တွေကဘာလို့လဲဆိုတော့ Java latest version ကို install လုပ်ထားရမယ်ပြီးတော့ Maven install လုပ်ထားရမယ် Maven ကကြတော့တို့ Pip 2ပေါ့နော်ဒီ Maven project တွေနဲ့ပတ်သက်ပြီးတော့အဲ့ project တွေအားလုံး building လုပ်မှာတို့အခု Spring Boot ဆိုရင်လည်း Spring Boot ကိုကုတ်တွေရေးပြီးွားရင် run လို့ရအောင် Spring Boot ကို build လုပ်တာပေါ့နော်တိဆောက်တာပေါ့တိဆောက် build လုပ်ပြီးမှရလာတဲ့ output ကိုတို့ရ run မှာလေနော်ပြီးတော့တို့ VS Code installation လုပ်မယ် IntelliJ installation လုပ်မယ်ပုံမှန်အဖြစ်တို့က IDE က VS Code လည်းတုံးတယ် IntelliJ လည်းတုံးတယ်အဲ့တော့နှစ်မျိုးလုံးသုံးတတ်အောင်နှစ်မျိုးလုံးနဲ့သင်သွားမယ်နော်နောက် Maven Central အကြောင်းတို့တစ်ချက်ပြောမယ်အဲ့တော့အရင်ဆုံးတို့တွေကဒီ Java latest version ကို install လုပ်တာအောင်အရင်လုပ်မယ်အဲ့တော့ Java Pro ဒီရှေ့မှာပြောခဲ့တဲ့အတိုင်းဒီ Spring Boot က Java EE ပေါ့နော် Java EE ဘက်ကိုလာတဲ့ဆိုကြတဲ့ Java SE ကိုတက်ပြီးနားလည်ပြီးလို့ယူဆရတယ်နော်အဲ့တော့နားလည်ပြီးလို့ယူဆရတဲ့အတွက်ကြောင့်ဒီ Java native version install လုပ်တာတော့အတဲအတန်ပြောနေကြမလို့ Java SE တက်ပြီးတဲ့လူတွေအားလုံးလုပ်တတ်တယ်နော်အဲ့တော့ကွန်ပျူတာမှာ Java version ကိုကြည့်လိုက် latest version ကဘယ်လောက်လဲအခုဒီသင်ခန်းစာတင်နေတဲ့အချိန်မှာ Java ရဲ့ latest version က Java Data Suite ရဲ့ SI1 version ဆိုပြီးကြည့်ရင်Java version က24တဲ့ဒီမှာကွန်ပျူတာမှာလေနော်အဲ့တော့ကျောင်းသားအနေနဲ့ကလည်း Java latest version ကို install လုပ်ချင်တယ်ဆိုရင်လုတ်တက်ကြမှာပါအကုန်လုံးเนาะဟိုဒီဟိုဥစားကိုသွားလိုက်မှာလေ YouTube ကိုသွားပြီးတော့YouTube ကိုသွားပြီးတော့မဟုတ်တချို့ဟိုမသိရလူတွေပြောတာ Brighter မြန်မာကိုသွားပြီးတော့ဒီမှာ Brighter မြန်မာတွေကမှာ playlist ကိုသွားလိုက်ရင်ဒီမှာ playlist ထဲမှာဟိုကွန်ပျူတာဟန်သွားဒီ playlist ကိုသွား playlist ထဲမှာ software installation ဆိုရဲဒီကောင်တစ်ချက်ကြည့်ကြည့်အဲ့ဒါမဟုတ် Okay ဒီသင်ခန်းစာမှာကျွန်တော်ကဒီသင်ခန်းစာမှာအဲ့တော့ software installation view full playlist ဆိုပြီးတစ်ချက်နှိပ်လိုက်အဲ့ဒီမှာ Java installation ဆိုတာ JDK installation ဆိုတာတွေ့တယ်အဲ့ဒါနေပြီးတော့ like လုပ်ပေါ့နော်အဲ့ JDK install လုပ်တဲ့အခါမှာလည်းတို့က JDK download ဆိုပြီးတော့ရိုက်လိုက်ရင်ဒီ Oracle ရဲ့ Java download ကိုရောက်မယ်ရောက်သွားရင်တို့က latest version ကို download လုပ်ဒီမှာကွန်ပျူတာကအခုလောလောဆယ်စာတင်တဲ့အချိန်မှာလေ Java version ကဘယ်လောက်ဖြစ်နေလဲဆိုတော့ version က24ဖြစ်နေတယ်နော်မလား Java version 24အဲ့ကျောင်းသားတွေ live လုပ်တဲ့ကျောင်းသားတွေအနေနဲ့နောက်မှလုပ်မှာဖြစ်တဲ့အတွက်ကြောင့် Java version က25ဖြစ်မယ်ဟို30ဖြစ်မယ်စသဖြင့်ပေါ့နော်အဲ့30ဖြစ်25ဖြစ်ဒီမှာ version ပေါ့ Java version 24ပေါ့ကို latest version နော်အဲ့ latest version ကို download လုပ်နော် Windows ဆိုတာ Windows ကWindows ရဲ့ installer ရှိတယ်compress file archive file ရှိတယ်နော်အဲ့တော့ဒီ installer နဲ့ download လုပ်လိုက် download လုပ်ပြီးတော့ install လုပ်လိုက်ပေါ့နော်အဲ့ Java တော့ install မလုပ်တတ်ရင်ဒီမှာလာကြည့်ဒါပေမဲ့မလုပ်တတ်ရင်တော့အဆင်မပြေဘူးဘာကြောင့်လဲဆိုတော့ Java ကိုအခြေခံမတက်သေးဘူးဆိုတာကိုပြောတာပဲเนาะ Java SE ကိုအခြေခံကောင်းကောင်းနားလည်ပြီးဒါအဲ့လိုပြန်တာတက်စရာမရှိဘူးနော်နောက်တစ်ချက်ကကြတော့တို့ကဒီ Java installation install လုပ်ပြီးသွားရင်တို့ကဒီ Maven install လုပ်မယ် Maven ကကြတော့အဆုံးကပြောလို့ Spring Boot တို့ Spring တို့ နဲ့ project ရေးပြီးသွားရင်အဲ့ project ကိုတို့ကဟို run လို့ရအောင် publish လုပ်လို့ရအောင် building လုပ်ရတယ် building လုပ်ပြီးတော့ output ထုတ်တာနော်အဲ့ building လုပ်ဖို့အတွက်ထူးပြီပေါ့နော် Maven သုံးလို့ရတယ် Gradle သုံးလို့ရတယ် Groovy ရှိတယ်နော်အခုလောတဲ့တို့က Maven သုံးရမယ် Gradle ကကြတော့မသုံးရအောင်မသုံးရတာဘာကြောင့်လဲဆိုတော့Maven ကနည်းနည်းပို့ပြီးတော့လူတိုင်းသုံးနေကြတာဖြစ်နေလို့လေ Apache Maven ကလေနော်အဲကြောင့်မလို့လူတိုင်းလူသုံးများတဲ့ဟာကိုသုံးပေးတာတချို့ Android Java နဲ့ Android develop လုပ်ပြီးတဲ့လူတွေဆိုရင် Gradle ကိုသုံးတတ်တယ်လေနော်အခုတော့တို့က Maven ကိုသုံးရမယ်တကဘာလုံးနဲ့ Maven ပဲတုံးနေတော့နာမည်ကြီးနေလို့နော်အဲ့တော့ Maven သုံးမယ်ဆို Maven install လုပ်ထားရမယ်အဲ့တော့ကွန်ပျူတာမှာ Maven install လုပ်ထားလားမလုပ်ထားလားကြည့်ရင်ဒီမှာလာပြီးတော့ mvn-v ဆိုပြီးချက်ကြည့်လိုက်ဒါဆို mvn install recognize action internet or external command ဒါက Maven ကို install မလုပ်ထားဘူးဆိုတဲ့သဘောကိုပြောတာလေနော်ဘယ်လိုပဲကြည့်ကြည့်ပေါ့ဒီမှာ version နဲ့ကြည့်တယ်မရှိဘူးပေါ့နော်အဲ့တော့ install လုပ်ချင်တယ်ဆိုရင်တို့ဘာလုပ်မလဲဆိုတော့ဒီအခု Maven install လုပ်တော့မှာနော် Maven ဘာလို့ install လုပ်လဲဆိုတော့ Maven download လို့တစ်ချက်ရေးလိုက်အဆုံးကပြောခဲ့လို့ပဲဒီမှာ Apache Maven တစ်ချက်နှိပ်အပေါ်ဆုံးက link ပါနော် Apache Maven အဲ့တော့ဘာလို့ install လုပ်လဲဆိုတော့တို့ရဲ့ Spring Boot project ကိုcompile လုပ်ဖို့အတွက် building လုပ်ဖို့အတွက်နော်ဒီကောင် download လုပ်မယ်ဆိုတော့သူသွားတာကိုနည်းနည်းလေးစောင့်နေရတယ်ဘာဖြစ်လို့လဲမသိဘူး
ဒီ Apache Maven တချို့ဟာတွေကလေတို့နိုင်ငံက internet က block လုပ်ထားတာလည်းရှိတယ်ဒီမှာကြီးဒါမျိုးဆိုနှေးနေတယ်လို့နော်ဒီမှာကြီး binary version ရှိရယ် soft 6 version ရှိတယ်တကယ်ဆိုရင်တော့သူခဏလေးစောင့်ရင်ဒီမှာVPN ခံလိုက်ပါအောင်မယ် VPN ခံရအဆင်ပြေမလားဒီပုံမှန်တော့နော်ဒီတစ်ချက်ဒီမှာပြန်ပိတ်လိုက်မယ်နော်ဒီမှာဟို VPN ဖွင့်ထားတဲ့အတွက်ကြောင့် VPN on ဝိုင်းနော် on ဝိုင်းရင် MAVE and Maven download လို့တစ်ချက်နေ Maven install လုပ်ဖို့အတွက်နော်အဲဒီမှာ Apache Maven ကိုတစ်ချက်သွားပြီးတော့ရင်တို့ကခဏဆောင်မယ်ဒီလိုလေးပေါ်လာမှာအဆုံးကဘာတွေ block ထားလို့လည်းမသိဘူးလေနော်ပြီးရင်တို့ download လုပ်ရမှာဒီ source archive ကို download လုပ်ပြီးတော့အသုံးပြုရမှာတချို့အဲ့ဒါနဲ့အဆင်မပြေတဲ့လူတွေရှိတယ်ဒီမှာအဆင်မပြေဘူး extract လုပ်တဲ့အခါကျရင်တချို့ file တွေလိုနေတယ်အဲ့ဒါဆိုရင်ဒီ binary zip ကိုပဲ download လုပ်ပြီးတော့သုံးလို့ရတယ်နော်အဲ့တော့အခုလောလောဆယ်တို့ကတကယ်သုံးရမှာတရားလေနော်ဒါပေမဲ့ဒါနဲ့အဆင်မပြေတဲ့လူတကယ်ရှိဘာကြောင့်လဲဆိုတော့ဒီ zip file ကိုတို့က download လုပ်ပြီးတော့ extract လုပ်တဲ့အခါကျရင်တချို့ file တွေကမှားနေတယ်ပေါ့နော်အဲ့ဒါဆိုတို့ဒီမှာ check စမ်းနေပါစစ်လို့ရတယ်ဒီအခုတကယ်လို့အဆင်မပြေခဲ့ဘူးဆိုရင်တော့ဒီအပေါ်ကဒီ version ကို download လုပ်ပြီးတော့အဆင်ပြေတော့တုံးပေါ့နော်ဒီမှာဒီ version ကို download အောက်ဆုံးကဒီ soft archive soft zip archive ဆိုတဲ့ဒီ version ကိုဒီကောင် download လုပ်ပြီးတော့ install လုပ်ပြမယ်နော်ပြီးရင်ဒီကောင်လည်းတို့ binary version လည်းတို့ download လုပ်ထားမယ်ဒီကောင်လည်းဒီကောင်လည်းနော်တခုအဆင်မပြေရင်တခုနဲ့သုံးလို့ရအောင်ပုံမှန်အားဖြင့်တော့ဒီအောက်ကကောင်နဲ့အဆင်ပြေတယ်မပြေခဲ့ရင်တော့ဒီကောင်တုံးလို့နော်အပေါ်ကကောင်တုံးဒီအပေါ်ကအစိမ်းအောင်လည်းပြလိုက်ဒီကောင်တုံးနော်မပြေခဲ့ဟုတ်ပြီနော်โอเคဒီကောင်လည်း download လုပ်ထားမယ်နှစ်ခုနံပါတ်နှစ်ခုလုံး download လုပ်ပြီးသွားရင်တစ်ချက်သွားအောင်တို့တွေကဒီကို folder တစ်ချက်ဖွင့်မယ်ဒီကိုရောက်ပါမယ်နော် Apache Maven.src ရဲ့ဘယ်တစ်ခုလဲမသိဘူးအော်မှာ down နေတော့မနောက်တစ်ခုနော်ဒီမှာနှစ်ခုထောင်းအောင်နောက်တစ်ခုထောင်းအောင်ပင်နော်ဒီပင်ကကြတော့ဒီ binary zip archive အောက်ကပထမတစ်ခုနော်နှစ်ခုလုံးတောင်းမယ်တစ်ခုပဲလိုတာနော်ဒါပေမဲ့နှစ်ခုလုံးဘာကြောင့်ထောင်းတာလဲဆိုတော့အစင်မပြေဖြစ်ခဲ့ရင်အစင်တစ်ဖြစ်အောင်လို့ထောင်းတာ unconfirm download တယ်နောက်တစ်ခုဖြစ်ထောင်းနေရနော်ပုံမှန်အားဖြစ်တော့ဒီမှာပြောတာမျက်စိကြောင်ပါဆိုလို့နော်ဒီကောင်ရှင်းရပြီနော်ဒီကောင်ဆိုရင်ရပြီနော်အစင်မပြေခဲ့ရင်တော့ဒီကောင်မှာ download ပြောချင်တယ်နော်အဲ့တော့သူက download ကိုတွားကြည့်လိုက်ရင်မပြီးသေးဘူးဒီမှာကြည့်လိုက်ရင်ပြီးတော့ပြီးပြီသူစစ်ဆေးနေတယ်ထင်တယ်ခဏစောင့်မတူနော်စစ်ဆေးနေတာကိုခဏစောင့်ပြီးမယ်done လို့တော့ပြောနေတယ်ဒါပေမဲ့ confirm မဖြစ်သေးဘူးနော်အဲ့တော့ဒီကောင် download လုပ်ပြီးသွားရင်တို့တွေက download လုပ်ပြီးသွားရင် download folder မှာပေါ်မှာပေါ့ကိုကမလာသေးဘူးခဏစောင့်မယ်ဒါလေးက detail လေးပဲဒါပေမဲ့သူစစ်ဆေးနေလို့ file size ကတအားကြီးနော်okay ပြောတဲ့အတိုင်းပဲ optional တော့ optional เนาะဒီကောင်က first ဒီကောင်နဲ့တော့ဒီကောင်ကပြီးမှအဆင်မပြေခဲ့ရင်ဒီကောင်နဲ့တော့နော်အဲ့နှစ်ခါပြန်ပြောနေရတာဒီ download ကလည်းမပြီးသေးတော့လေနော်ဦးလလာ okay ရပါတယ် refresh နေလိုက်ရနော်အဲ့ကြမှာပဲဒီကောင်လည်းအချိုးပြင်သွားတာလေ full download ကိုတော့ဒီမလိုတဲ့ကောင်လေးခဏပိတ်ထားဒီကောင်မပြီးသေးတယ်လားဘာလဲမသိဘူးဒီကောင် refresh နေဘယ်လိုလဲမသိဘူးနော်မပြီးသေးတယ်လားဘာလဲမသိဘူး okay အဲ့တော့တို့ကဒီမှာတွားပြီးတော့ဘင်ကနည်းနည်းကြာတာဟုတ်ပြီဘင်ကနည်းနည်းကြာဆိုတော့အဲ့ဘင် version ကိုမဟုတ်ဘဲနဲ့ sorry ဒါ recording ဘင် version ကိုမဟုတ်ဘဲနဲ့ဒီလိုတစ်ချက်သွားလိုက်တွားပြီးတော့တို့ဒီအပေါ်ကဒီ SRC soft version เนาะဒီကောင်เนาะဒီကောင်เนาะအဲ့ကောင်ကဘာလဲဆိုတော့ဒီကောင်เนาะဒီအောက်ကကောင်เนาะနှစ်ခု down လိုက်လို့ချူကြောင်အောင်ဆိုတော့ဒီအောက်ကကောင်เนาะအဲ့ကောင်တို့က extract လုပ်ပြီးတော့အလုပ်လုပ်ကြည့်မယ် extract လုပ်ရင်လည်းပြဿနာတက်တယ်လို့เนาะဒီမှာ extract all ဆိုပြီးတော့ current file မှာပဲတို့ extract လုပ်လိုက်မယ်เนาะ Maven version ကိုလည်းတစ်ချက်ကြည့်เนาะတို့ down လိုက်တဲ့ Maven version ကဒီ Maven version က 3.9.9 နဲ့เนาะအဲ့ Maven version ကအဲ့ကျောင်းသားရဲ့အနေနဲ့နောက်ပိုင်းလိုက်လို့တဲ့အခါမှာ download လုပ်လိုက်တဲ့ Maven version ကအဲ့ထက်မြင့်နေမယ်လေနော်4ဖြစ်ရင်ဖြစ်မယ်5ဖြစ်ရင်ဖြစ်မယ်4.9ဖြစ်ရင်ဖြစ်မယ်10.10ဖြစ်ရင်ဖြစ်မယ်ပြန်လာမရှိဘူး down လိုက် latest version က download လုပ်နော် okay တို့ extract လုပ်လိုက်တဲ့ condition ကိုတွက်ကြည့်အောင်ဒီမှာ extract လုပ်ရင်လည်းပြဿနာနည်းနည်းတက်တယ်ဆိုရင်ပုံမှန်အဖြစ်တော့မတက်ကြဘူးပြဿနာနည်းနည်းတက်တယ်ဆို extract လုပ်ရင်လည်းပြဿနာတက်တယ်ဆိုဒီကောင်အောင်သုံးလို့ဒီအပေါ်ကောင်အောင်သုံးနော်အခုတော့တို့ extract လုပ်နေပါတယ် file extract လုပ်လို့အောင်သွားတယ်ဆိုရင်ဒီနောက်နားလေးရောက်တဲ့အချိန်မှာပြဿနာတက်တာနော်လူတိုင်းတက်မယ်လို့ပြောတာမဟုတ်ဘူးတက်တဲ့လူတွေအနေနဲ့ဘာလုပ်ရမလဲဆိုတော့ပြောပြရနော် okay download down သွားရတယ် download down သွားရင်ဒီ VPN ပြန်ဖြုတ်ထားလိုက်အောင်နော် VPN ပြန်ဖြုတ် okay
disconnecting VPN okay ပြီးတော့မှတို့က VPN ဖြုတ်ပြီးတော့ဒီကောင်အောက်ချထားမယ်အဆုံးကဒီ extra လုံးတာလေးကိုတိတာအောင်လုပ်မယ် okay နည်းနည်းလေးတော့စောင့်အောင်နော်အဲ့တော့စောင့်နေနေနည်းနည်းထပ်ပြောပါမယ်ဒီကောင်ကကြတော့ Apache Maven ကဒီဟိုတို့ Java နဲ့ပတ်သက်လာရင် Java SC မှာဘာမှတိတ်မတွေ့ရပြီမယ် Java EE လည်းရောက်တော့ဒီလို third party dependency ပေါ့တချို့တွေလည်းဒီမှာတော့တို့ dependency လို့ခေါ်တယ် depend လုပ်တာမိခိုထားတာကို project ကနေပြီးတော့မိခိုထားတဲ့ third party ဒီ Java မဟုတ်တဲ့အခြားဖွဲ့စည်းရရေးတဲ့ library တို့ dependency လို့ခေါ်တာပေါ့နော်ပြောချင်တာ library လို့ပါပဲသူများရေးထားတဲ့ library ကိုခေါ်သုံးတာပေါ့ဒါပေမဲ့ဒီမှာကျတော့ library လို့မခေါ်ဘဲနဲ့ dependency လို့ခေါ်ကြတယ်နော်ဒီ bin ကကျတော့ binary version เนาะ bin ကကျတော့ binary binary ရဲ့အတူပေါက်ပေါ့ bin အကြီးကြီးဒီမှာပြတ်နေတာတက်တော့မလားမကြည့်ဒီ bat ext blah 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 maven.plugin.jar တဲ့ extra လုပ်တဲ့အခါမှာfile copy လုပ်တာကိုမမျှော်လင့်မဲနဲ့ error ဖြစ်နေတယ်နော်အဲ့လို error ဖြစ်လာတဲ့အခါကျရင်တော့တို့ကဒီကောင်သုံးလို့မရတော့နော်ဒီကောင်သုံးလို့မရဘူးဆိုတော့ဒီကောင်တို့ကဖြတ်လိုက်နော်အဲ့တော့ဒါဘာနဲ့ drop to လဲဆိုတော့အဆုံးအပြရတဲ့မှာတို့အဆုံးအပြဒီအောက်ကကောင်က extra လို့ပြက်နေတာတက်နေတယ်နော်အဲ့ကြောင့်မလို့တို့ကဒီအပေါ်ကောင်အဲ့လိုဖြစ်ခဲ့ရင်ဒီအပေါ်ကောင်သုံးပါလို့အဲ့တော့အခုအပေါ်ကောင်တော့သုံးမယ်တို့အပေါ်ကောင်လည်းတို့တစ်ချက်ထောက်မယ်ထောက်ပြီးတော့ extra all ဆိုပြီးတစ်ချက် extra လုပ်လိုက်မယ် extra ဒီကောင်ကမြန်တဲ့ binary version ဆိုတော့တခါတည်း compress လုပ်ထားတဲ့ binary version နော်ဟို soft code မဟုတ်ဘူး soft code ဆိုရင်ကြတော့သူ soft code ကို modify နေပါလုပ်လို့ရတော့ရသွားပြီနော်အဲ့တော့တစ်စနောက်ဆုံးချိန်ပြန်ပြောမယ်တို့ကဒီမှာနော်ဒီကောင်အဲ့တော့ Apache Maven version က 3.9.9 ကျောင်းသားအနေနဲ့ live လုပ်တဲ့ခါကျရင်သူကဟိုဘယ်လိုလဲ old version ဖြစ်နေလိမ့်မယ်နော်အခုဒီမှာတော့ဒီဟိုစားlatest version က 3.9.9 ပဲကျောင်းသားတွေ live လုပ်တဲ့အခါ new version ဖြစ်နေလိမ့်မယ်ဘာသာကဘာပြောနေမလဲစိတ်ကနော်အဲ့တော့ဒီဘက်မှာနောက်ထပ်ဟို explorer တစ်ခုဖွင့်လာမယ်ဒီဘက်မှာတစ်ခုဖွင့်မယ်ဒီဘက်ကဒီ Maven ကိုကြတော့တို့ကဟို command cmd ကနေလမ်းခေါ်လို့ရအောင် set up လုပ်ပါလေเนาะအဲ့တော့ c ထဲကိုသွားပြီးတော့မှ program file ထဲကိုသွားအဲ့ program file ထဲမှာတို့က Maven အတွက် folder တစ်ခုဖန်တီးမယ်เนาะ right click ထောက်ပြီးတော့ right click ထောက်ပြီးတော့ဖြစ်ဒီမှာဖြစ်เนาะ new ဆိုပြီး folder ဆိုပြီးတော့ဒီမှာတော့ permission တောင်းတယ်เนาะ continue ဆိုပြီး maven maven ဆိုပြီးတော့ရေးလိုက်မယ်အဲ့ထဲမှာတို့ဘာလာထည့်မလဲဆိုတော့ဒီ Maven version 3.9.9 ဟိုဒီမှာတော့ data အားလုံးပါတယ်အဲ့ကောင်တို့လာထည့်တယ်ဒီလိုပေါ့နော်continue ဆိုပြီး copy ကူးထည့်လိုက်မယ်နော်အစောတော့က download လုပ်ပြီး extract လုပ်ထားတဲ့ Maven ကိုပဲဒီထဲကိုဆွဲထည့်လိုက်တယ်နော် okay အဲ့ဒါရပြီဆိုရင်တို့ဘာလုပ်လို့ရပြီလဲဆိုတော့ဒီထဲကအကောင်တွေအားလုံးကိုပြန်ဖြတ်လိုက်တော့ download ဖြစ်ရအောင်အားလုံးနော်အဲ့တော့ Maven ကဒီထဲရောက်သွားပြီအဲ့ Maven ဒီထဲရောက်သွားပြီမဲ့တို့အစောကလို့ဟို Maven ရှိလားဆိုပြီး CMD ကနေပြီးတော့ mvn data version လို့စစ်စစ် mvn-v လို့စစ်စစ်မပေါ်သေးဘူးပေါ်လာတော့ဘာလုပ်ရမလဲဆိုတော့ environment variable ပဲဖြစ်ကြီးညာပေးရမယ်အဲ့တော့ကြီးညာဖို့အတွက်အဆုံးကတို့ဒီ C ထဲက program file ထဲမှာထည့်လိုက်တဲ့ Maven ထဲကမှာ Apache Maven 3.9.9 ရဲ့ bin ထဲအထိဝင်ပြီးတော့အပေါ်မှာတို့ဒီမှာဒီမှာ search လေးဘားလေးရှိရတယ်နော်အဲ့ကောင်လေးကို copy ကူးလာပြီးတော့တို့ကဒီကောင်ကိုပိတ်လိုက်တော့ပြီးရင်env file ကိုဖွင့်ပါတော့ .env လို့ရေးချလိုက် environment variable setup ကိုသွား environment variable တို့ user variable ဖြစ်သတ်မှတ်လို့ရတယ်user variable ဖြစ်သတ်မှတ်လို့ရတယ် system variable ဖြစ်သတ်မှတ်လို့ရတယ်လို့တော့ system variable ရဲ့ဒီပတ်မှာလမ်းကြောင်းမှာတော့တတ်မှတ်နော်ပတ်ကိုတစ်ချက်နှိပ်ပြီးတော့ edit လို့တစ်ချက်လုပ်ပြီး new ဆိုပြီး edit ထည့်မယ်လို့ပြောဒီမှာ control v ဆိုပြီးဆိုတော့ copy ကူးလာတဲ့ Maven ရဲ့ bin လမ်းကြောင်းကိုတစ်ချက်ရေးပြီးရင် okay နှိပ်ပြီးတော့မှ cmd ကိုပြန်ဖွင့်ပြီးတော့တို့က mvn-v ဆိုပြီးရေးချလိုက်ရင် Maven version က 3.9.9 လို့ပြောနေတယ်အဲ့တော့ဒုက္ခမှာ Maven ရှိသွားပြီပေါ့နော်အဲ့တော့ Maven ရှိသွားပြီပြီးတော့မှတို့က Java လည်းရှိသွားပြီ Java -v -v ရ Java မရအောင်နော် cs java version ဆိုရင် Java လည်းရှိသွားပြီ Java version က 24အဆုံးက Maven version mvn-v ဆိုရင်တော့ Maven version ကကြတော့3.9.9 အများတွေကဒီပြန်လာတက်ချင်မှတက်မယ်เนาะဒီမှာ Java နဲ့ပတ်သက်ပြီးတော့ restriction ဖြစ်နေလို့ဒီပြန်လာမရှိနေတာအဲ့ဒါပြန်လာမရှိဘူးဒီဟိုက Maven version ပေါ်နေရပြီเนาะအဲ့တော့ဒီတင်ကမှာတို့ဘာလုပ်ခဲ့လဲဆိုတော့Java latest version install လုပ်ထားတာစစ်တယ် Maven version Maven v2 ကို install လုပ်တယ်နောက်တင်ကမှာတို့ VS Code ကို install လုပ်မယ်နောက်တင်ကမှာ IntelliJ စသဖြင့် install လုပ်ပါမယ်เนาะ